လောကကငင်းပယ်တော်လဲဝမ်းမြောက်ခြင်းနှင့်ပြေဝသောခရစ်တော်၏နောက်လိုက်တပည့်တော်များနေ့စဉ်ကျမ်းစာထောက်ရှုချက်များကိုဝေမျှပေးနေပါတယ်မေလ2ရက်နေ့အတွက်ပါကြားနာရမယ့်ကျမ်းစာတွေကတော့ဓမ္မတော်ဝတ္ထုအခန်းကြီး73အခန်းငယ်44မှ52အထိဖြစ်ပြီးတော့ဧဝံဂေလိကျမ်းစာကတော့ရှင်ယောဟန်အခန်းကြီး14အခန်းငယ်9မှ14အထိဖြစ်ပါတယ်လောကကြီးကကျွန်တော်တို့ကိုညှင်းပယ်နေပါစေတရှင်သောဝိညာဉ်တော်ဖျားအားဖြင့်ရရှိတဲ့ဝမ်းမြောက်ခြင်းကကျွန်တော်တို့ကိုဘယ်လိုရှေ့ဆက်ရမလဲဆိုတာကိုပြသနေပါတယ်။သခင်ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်ကိုတော်သခင်လှုပ်ဆောင်ခဲ့တာထက်သာ၍ကြီးမြတ်တဲ့တည်ငောင်းဝေမျှခြင်းတွေကိုလှုပ်ဆောင်ခွင့်ရှိတဲ့အကြောင်းကိုဧဝံဂေလိကျမ်းစာမှာလည်းကြားရမှာဖြစ်ပါတယ်။ပထမတစ်ချက်အနေနဲ့ညှင်းပယ်ခြင်းခံရတော့လဲဝမ်းမြောက်ခြင်းရှိကြရပါမယ်။ပထမကျမ်းစာမှာရှင်ပေါလုနဲ့ဘာနဘတို့ဟာဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကိုဟောပြောတဲ့အခါစောင်းမြောင်းပြောဆိုတာတွေညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။သူတို့ကိုမြို့ထဲကနေနှင်ထုတ်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းတပည့်တော်တို့ဟာဝမ်းမြောက်ခြင်းနဲ့၎င်းတန်ရှင်သောဝိညာဉ်တော်အားဖြင့်၎င်းပြေဝလျက်ရှိကြ၏ဆိုပြီးတော့ကျမ်းစာကအဆုံးသတ်ထားပါတယ်။ကျွန်တော်တို့ကံတင်ခြင်းသတင်းကောင်းကိုသက်သေခံနေကြတဲ့လူလောကကြီးမှာအများသူငါရဲ့နားမလည်မှုတွေကဲ့ရဲ့တာတွေရှိကောင်းရှိနိုင်ပါတယ်။ဒါပေမဲ့လည်းခရစ်တော်ရဲ့နောက်လိုက်ကောင်းတရားဟာလူတွေရဲ့လက်ခံမှုအပေါ်မှာမူတည်ပဲနဲ့ဘုရားသခင်နဲ့အတူရှိခြင်းနဲ့ဝိညာဉ်တော်၏ကူညီမှုအပေါ်မှာမူတည်ပါတယ်။ကျွန်တော်တို့လှုပ်ဆောင်နေတဲ့ကယ်တင်ခြင်းလုပ်ငန်းတွေအသင်းတော်ရဲ့သတင်းကောင်းဝေမျှခြင်းလုပ်ငန်းစဉ်တွေမှာကျွန်တော်တို့တွေစူးစမ်းလှုပ်ဆောင်ခြင်းအပေါ်မှာလောကရဲ့ချီးမွမ်းမှုတွေလောကရဲ့ဂုဏ်ပြုမှုတွေကိုမျှော်လင့်မနေဘဲနဲ့ဘုရားသခင်ရဲ့ကျေးဇူးတော်အရှင်တော်ဝိညာဉ်တော်ဖျားရဲ့လမ်းပြမှုကိုသာအမြဲတမ်းမျှော်လင့်ပြီးတော့ကြိုးစားသွားနိုင်တယ်ဆိုတာကိုပထမတစ်ချက်အနေနဲ့ထောက်ရှုကြပါစို့ဒုတိယတစ်ချက်အနေနဲ့သခင်ခရစ်တော်ထက်သာ၍ကြီးမြတ်တဲ့သတင်းကောင်းဝေမျှခြင်းတွေကိုလှုပ်ဆောင်နိုင်ပါတယ်ဧဝံဂေလိကျမ်းစာတော်မှာသခင်ခရစ်တော်ကငါ့ကိုယုံကြည်သောသူသည်ငါပြုသောအမှုတို့ကိုပြုယုံမကထိုထက်သာ၍ကြီးမြတ်သောအမှုတို့ကိုလည်းပြုတော်မူလိမ့်မယ်လို့မိန့်တော်မူထားပါတယ်ဒါဟာသခင်ခရစ်တော်ထက်ကျွန်တော်တို့ကပိုတော်တာကိုဆိုလိုတာမဟုတ်ပါဘူးကိုတော်ကကောင်းကင်ဘုံသို့တက်ကြွသွားပြီးနောက်ဝိညာဉ်တော်ဖျားကိုဆင်လွတ်တဲ့အတွက်ဧဝံဂေလိတရားတော်ဟာကမ္ဘာအနှံ့ပြားကိုပုံမကျပြန့်စွာပြန့်နှံ့သွားမယ်ဆိုတာကိုဆိုလိုခြင်းဖြစ်ပါတယ်ဘုရားသခင်ရဲ့သတင်းကောင်းကိုသခင်ခရစ်တော်ကဲ့သို့သခင်ခရစ်တော်နှင့်အတူသခင်ခရစ်တော်ကိုယုံကြည်လျက်ဝေမျှသက်သေခံခြင်းဟာလောကကမ္ဘာမှာတရှင်တော်ဝိညာဉ်တော်ဖျားရဲ့အကူအညီအားဖြင့်သတင်းကောင်းကိုဝေမျှသက်သေခံလျက်ကြေညာနေခြင်းဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီနေ့ထောက်ရှုနိုင်ပါတယ်။ဘုရားသခင်ဟာလူလောကမှာ3နှစ်3မိုးဧဝံဂေလိသတင်းကောင်းတွေကိုဟောပြောခဲ့တယ်လို့မျိုးပဲသခင်ခရစ်တော်ရဲ့တပည့်တော်တွေဟာမိမိတို့ရဲ့အသက်ရှင်တန်စဉ်ကာလတစ်လျှောက်လုံးကိုဟောပြောခဲ့ကြပါတယ်။ထူးဆန်းတဲ့တကူနမိတ်လက္ခဏာတွေပြခဲ့ကြပါတယ်။ဒီအရာတွေအားလုံးဟာသခင်ခရစ်တော်ရဲ့နာမတော်နဲ့လှုပ်ဆောင်ခြင်းဖြစ်ပါတယ်။သခင်ခရစ်တော်ရဲ့တကူတော်တွေနဲ့ပြုမှုခြင်းဖြစ်ပါတယ်။သခင်ခရစ်တော်တဲ့ပိုးတော်တာကိုဆိုလိုတာမဟုတ်ဘဲနဲ့ဘုရားသခင်ရဲ့ကယ်တင်ခြင်းလုပ်ငန်းသတင်းကောင်းကိုကမ္ဘာအရပ်ရပ်သို့ပုံမကျပြန့်စွာဟောပြောကြမယ်ဆိုတဲ့နမိတ်လက္ခဏာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာသိငယ်တဲ့သူတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အရေးမပါဘူးလို့ထင်ရကောင်းထင်ရနိုင်ပါတယ်။ဒါပေမဲ့လည်းနာမတော်ကိုအမိပြုပြီးတော့ကြိုးစားရုန်းကန်သမျှဟာဘုရားသခင်ရဲ့ကယ်တင်ခြင်းလုပ်ငန်းခွင့်တော်ခြင်းနဲ့မေတ္တာတရားတို့ကိုဖြန့်ဝေဖို့ဆိုတဲ့ကြီးမြတ်တဲ့ဘုရားရဲ့ကျေးဇူးတော်တွေကိုလှုပ်ဆောင်နိုင်တယ်ဆိုပြီးခွန်အားယူနိုင်ပါတယ်။ညီမျှပင်သိငယ်နေတဲ့သူတွေဖြစ်ပါစေ။မမိလို့သမျှအရာမထင်ဘူးလို့ဘယ်တော့မှတွေးရမှာမဟုတ်ဘဲနဲ့ကျွန်တော်တို့လှုပ်ဆောင်တဲ့သိငယ်တဲ့အမှုအရာတွေဟာဘုရားသခင်ရဲ့ကျေးဇူးတော်တွေတကူတော်တွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာသတင်းကောင်းတွေကိုမျှဝေဖို့ဖြစ်နိုင်ပါတယ်ဆိုတာကိုထောက်ရှုကြရတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့တည်တည်ခံခြင်းမှာအခက်အခဲတွေရှိနေပါသလား။လူတွေကကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုလောင်ပြောင်နေကြပါသလား။မစိုးရိမ်ကြပါနဲ့။ရှင်ပေါလုတို့ကဲ့သို့ခြေပွားကဖုံတွေကိုခါထုတ်ပြီးဝမ်းမြောက်ဝမ်းသာစွာရှေ့ဆက်ကြရပါမယ်။သခင်ခရစ်တော်ဟာခမည်းတော်ဘုရားစီမှာကျွန်တော်တို့အတွက်အစဉ်အမြဲကျေးဇူးတော်တွေကိုတောင်းလျှောက်ပေးနေပြီးတော့ကျွန်တော်တို့အားဖြင့်ကြီးမြတ်တဲ့ကယ်တင်ခြင်းလုပ်ငန်းတွေကောင်းမြတ်တဲ့ပါရမီတွေလှုပ်ဆောင်ဖို့အသင့်ရှိနေတယ်ဆိုတာကိုထောက်ရှုကြပါစို့ဆုတောင်းကြစို့အိုသခင်ခရစ်တော်အခက်အခဲများကြားတွင်ကိုရောထံမှလာသောဝမ်းမြောက်ခြင်းကျေးဇူးတော်ကိုရရှိခံစားစေတော်မူပါ
ပြီးတော့တို့ဤတင်းငယ်သောတည်တည်ခံခြင်းမှတဆင့်ကိုရောဘုံတော်ထင်ရှားစေမိကြီးမြတ်သောအမှုများကိုလှုပ်ဆောင်နိုင်သောခွန်အားကိုပေးသနာတော်မူပါမည်ကြောင်းကိုရောဤနာမတော်ယေရှုကိုမြည်ပြီး၍တောင်းလျှောက်ကြပါသည်ဖျား